TikTok မှာကိုယ့်ရဲ့ဗီဒီယို content ပေးပဲကောင်းအောင်လုပ်လို့မရတယ်လို့မျိုးကိုယ့်ရဲ့ဗီဒီယို view များအောင်လည်းစူးစမ်းရပါတယ်အဲ့တော့ဗီဒီယို view များအောင်ကျွန်တော်တို့ထောက်ပံ့ပေးနိုင်တာဘယ်လိုမျိုးလုပ်ရရဲဆိုတာကိုကျွန်တော်တို့တူတူသွားပြီးတော့စူးစမ်းကြည့်ကြမယ် TikTok မှာ view ပုံများလာအောင်လို့ကျွန်တော်တို့လုပ်ချင်တယ်ဆိုလို့ရှိရင်ထိတ်ဆုံးကမြင်းချောင်းလေး၃ချောင်းကျွန်တော်နှိပ်ပေးပါပြီးလို့ရှိရင် setting and privacy ကိုနှိပ်ပြီးလို့ရှိရင်ကျွန်တော်အောက်ကိုတစ်ချက်လက်ကလေးနဲ့ဆွဲပြီးလို့ရှိရင်ဒီမှာမြားပြထားတဲ့ content performance ကြီးပေါ့နော်ကျွန်တော် content တွေဖန်တီးတဲ့အခါမှာကျွန်တော်တို့လုပ်ရတဲ့ဟာမျိုးပေါ့အဲ့တော့ကျွန်တော်တို့ကဒီထဲကိုဝင်ပေးပါဝင်ပြီးပြီဆိုရင်အပေါ်ဆုံးမှာရှိနေတဲ့ filter keyword ပေါ့နော်ကျွန်တော်တို့က budget စကားလုံးတွေကိုကျွန်တော်ကစစ်ထုတ်မယ်ပေါ့နော်အဲ့တော့ budget စကားလုံးတွေကိုအဓိကစစ်ထုတ်ဖို့အတွက်ဆိုလို့ရှိရင်အဲ့ထဲကိုကျွန်တော်တို့ဆက်ပြီးတော့ဝင်ပေးပါဝင်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီနားမှာ added keyword ကိုကျွန်တော်တို့လိုချင်တဲ့ keyword ကလေးကိုကျွန်တော်တို့ထားမယ်အဲ့တော့ကျွန်တော်တို့သွားကြံတာကျွန်တော်က view များကျင်တာဖြစ်တဲ့ကြောင့်ကျွန်တော်ကဒီနားလေးမှာအရင်တော့ low budget မကြည့်ဘူးပေါ့ဗျာကျွန်တော်အဲ့တော့ like လို့အဆင်ပြေအောင်လို့ကျွန်တော်ကနေပေါ့နော်150 k ပေါ့နော်150 k viewer ပေါ့150 k view ပေါ့နော်အဲ့တော့150 k view ရအောင်လို့ကျွန်တော်ထားမယ်ထားပြီးလို့ရှိရင်ဒီနားလေးကfor you ကိုကျွန်တော်ရွေးမယ် for you ဆိုတာလူအများစီကိုရောက်တဲ့နေရာပြီးလို့ရှိရင်ကျွန်တော် live လွှင့်တဲ့လူတွေဆိုလို့ရှိရင် live ပေါ့အဲ့ဒီနှစ်ခုကိုကျွန်တော်တို့က live လွှင့်တဲ့အခါမှာလည်းလူများများကြည့်နိုင်အောင်ပြီးလို့ရှိရင် for you ကိုရောက်တဲ့ခါရင်လည်း follower 150k view လောက်ရအောင်ကျွန်တော်လုပ်ပြီးလို့ရှိရင်အပေါ်ဆုံးကစိတ်ကိုနှိပ်ပေးပါနေပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ 150k viewer ဆိုပြီးတော့အားလေးဖြစ်တယ်တကယ်လို့ကိုသဘောမကျတဲ့အခါပြန်ဖြုတ်ချင်တယ်ဆိုဒီနားအမိုက်ပုံးလေးကိုကျွန်တော်တို့ဖြုတ်ပေးပါပြီးလို့ရှိရင်ကျွန်တော် banner ထွက်ပြီး back လေးနဲ့ပြန်ထွက်ပြီးလို့ရှိရင်ကျွန်တော်ဒီအောက်လေးမှာရှိနေတဲ့ကျွန်တော် Orient controller ပေါ့နော်အဲ့ထဲကိုဆက်ပြီးတော့ဝင်ပေးပါဝင်ပြီးပြီဆိုရင်ဒီနားလေးမှာပြောထားတာကအသက်16နှစ်အထက်ရှိတဲ့သူတွေကိုတဲ့ကျွန်တော်တို့ကပေါ့နော်အဲ့တော့ကန့်သက်မယ်တဲ့ဒီစာလေးအဲ့လိုရေးထားတဲ့ကြောင့်ကျွန်တော်တို့ live လွှင့်တဲ့အခါမျိုးမှာအသက်16နှစ်အထက်တွေကိုကျွန်တော်တို့ကကန့်သက်မယ်ဆိုတော့ကျွန်တော်တို့ရဲ့ live ထဲကိုဘယ်သူမှအဲ့တော့16နှစ်အထက်ကလူတွေဝင်လာတော့မှမဟုတ်အဲ့တော့ဒီခလုတ်လေးကိုကျွန်တော်တို့ပိတ်ပေးရမယ်ဒါလေးက effective ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနည်းလေးနှစ်နည်းကိုကျွန်တော်တို့လုပ်မယ်ဆိုရင် live လွှင့်တဲ့အခါရောပြီးလို့ရှိရင်ကျွန်တော် video တွေ content တွေဖန်တီးတဲ့အခါမှာလည်းကျွန်တော်တို့အဆင်ပြေနဲ့ viewer 150နီးပါးရလာမယ်ပြီးတော့ဒီလိုလုပ်တာကတော့ setting ပိုင်းကကျွန်တော်တို့ကချိန်ညှိတာကိုတိုင်းလည်းကောင်းတဲ့ content တွေကိုကျွန်တော်တို့ကပြန်ဖန်တီးရမယ်ပြီးလို့ရှိရင်ကောင်းတဲ့ဟာတွေအရာလေးတွေလူစိတ်ဝင်မဲ့အရာကိုဖန်တီးမှသာလျှင်နှစ်ဖက်ပြည့်စုံမှကျွန်တော်တို့ video viewer ပိုတက်မှာပေါ့နော်ကျွန်တော်ပြောရတဲ့တစ်ချက်ကတော့90%လောက်ပဲကျွန်တော်တို့ရနိုင်ပါတယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်